မင်္ဂလာပါကျွန်မဒေါက်တာဆူရီပါ Lisa K Clinic ကအရေးပြားနဲ့အလှပဆရာဝန်ပါwellness ကျန်းမာရေးနဲ့အလှအပ beauty ဘိုင်းမှာဆိုရင်ဂျင်ဆင်းရဲ့ကောင်းကျိုးတွေကတော့အများကြီးရှိပါတယ်။ wellness ကျန်းမာရေးဘိုင်းမှာဆိုရင်တော့ဂျင်ဆင်းဟာ ATP လို့ခေါ်တဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကိုထုတ်လုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ energy booster အနေနဲ့လူသိများပါတယ်။ cognitive function အနေနဲ့ဒီအုံနောက်နဲ့မှတ်ဉာဏ်စွမ်းအားတွေကိုလည်းကောင်းမွန်စေတယ်။ immune support နဲ့ anti-inflammatory action တွေရှိတဲ့အတွက်ကြောင့်မို့လို့ညီမြန်းရောင်ရမ်းတာတွေကိုလည်းသက်သာစေပြီးတော့ CVS cardiovascular system မှာဆိုလို့ရှိရင်ဒီသွေးလက်ပတ်မှုကိုအားကောင်းစေတယ်။ဒီနှလုံးအတွက်ကိုလည်း support ပေးနိုင်တယ်ပေါ့နော်။အလှပပိုင်းမှာဆိုရင် ginseng ကထွက်တဲ့ ginsenoside တွေက anti-aging effect အနေနဲ့ collagen တွေ elastin တွေထုတ်လုပ်မှုတွေကိုအားကောင်းစေပြီးတော့မျက်နှာကိုတင်းရင်းနုပြစေတယ်။ elasticity ကိုလည်းပို့ပြီးတော့ကောင်းလာစေမှာဖြစ်ပါတယ်။တဘာဝ antioxidant တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ photo aging လို့ခေါ်တဲ့အရွယ်မတိုင်ခင်အိုမင်းရရောမှုတွေကိုတားဆီးပေးနိုင်မှာဖြစ်တယ်။ anti-inflammation effect ပါဝင်တဲ့အတွက်ကြောင့်မလို့ညီမြန်းရောင်ရမ်းတာတွေ puffy face လိုမျိုးမျက်နှာဖောရောင်တာတွေကိုသက်သာစေပြီးတော့ sensitive skin တွေအတွက်လည်းအထူးသင့်တော်မှာဖြစ်ပါတယ်။ brightening effect အနေနဲ့ဆိုလို့ရှိရင်တော့ဒီ melanin ထုတ်လုပ်မှုကို short ချပေးနိုင်တဲ့အတွက်ကြောင့်မို့လို့အမဲဆက်တွေအသားရောင်မညီညာတာတွေနဲ့တင်းတိတ်တွေကိုလည်းလျော့ပါစေမှာဖြစ်ပါတယ်။ circulation ကောင်းစေတဲ့ဒီသွေးလည်ပတ်မှုအားကောင်းစေတဲ့အတွက်ကြောင့်မို့လို့ glow glass skin ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။ ginseng ကို nature's best gift တဘာဝကပေးတဲ့အကောင်းဆုံးလက်ဆောင်လို့ခေါ်လို့ရပါတယ်။တရုတ်၊ကိုရီးယား၊ဂျပန်အစရှိတဲ့အာရှတိုင်းပြည်တွေမှာ Eastern medicine မှာဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကတည်းက ginseng ကိုတန်ဖိုးကြီးပြီးရှားပါတဲ့နတ်ဆေးတစ်မျိုးအနေနဲ့စတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ exohealer ကအသစ်ထပ်ထွက်လာတဲ့ exo nature ginseng exosome ဟာဆိုလို့ရှိရင်Panax ginseng နဲ့ 6 peptides ပါဝင်တဲ့အတွက်ကြောင့်မို့လို့အရေပြားနဲ့ဥရေပြားပြဿနာတော်တော်များများကိုဖြေရှင်းပေးနိုင်မယ်လို့ယုံကြည်ပါတယ်။အရေပြားမှာဆိုရင် protection အနေနဲ့ UV တွေ oxidative stress တွေကိုကာကွယ်ပေးနိုင်မယ်။ anti-inflammation အနေနဲ့ညီမြန်းရောင်ရမ်းတာတွေကိုသက်သာစေနိုင်ပြီးတော့ဒီ barrier repair function ဖြစ်တဲ့ဒီ skin barrier ကိုပြန်လည်အားဖြည့်တဲ့အပြင်ရေဓာတ်ကိုလည်းထိန်းထားပေးနိုင်မှာဖြစ်တယ်။ brightening effect အနေနဲ့ကကြတော့ melanin ကို short ချပေးပြီးတော့အမဲဆက်တွေတင်းတိတ်တွေကိုသက်သာစေပြီးတော့ glow glass skin တွေကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ဥယျာဉ်ပြားမှာဆိုလို့ရှိရင်လည်းဒီစပင်းနဲ့ပတ်သက်တဲ့ problem တွေနောက်ပြီးဒီဥယျာဉ်ပြားပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့အတွက်ကြောင့်မလို့စပင်းအသစ်တွေထပ်ထွက်လာဖို့အတွက်အားပေးနိုင်မှာဖြစ်ပါတယ်။ exo nature ကိုPDRN တို့ glutathione တို့နဲ့ဘယ်လိုလူမျိုးတွေမှာတွဲပြီးတော့သုံးသင့်တယ်လဲဆိုလို့ရှိရင် aging skin ပေါ့နော်မျက်နှာမှာအရေးကြောင်းလေးတွေရှိသေးတယ်နောက်ပြီးတော့မျက်နှာ elasticity လေးတွေလျော့နေတယ်အဲ့လိုမျိုးလူတွေမှာသုံးလို့ရတယ်နောက်ပြီးတော့ dull ဖြစ်နေတယ်ပေါ့နော်မျက်နှာညင်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 လေးဖြစ်နေတယ်နောက်ပြီးtinted တွေမဲဆက်လေးတွေနဲ့ဒီ pigmentation အတွက်စိတ်ညစ်နေရတဲ့သူတွေရယ် sensitive skin လို့ခေါ်တဲ့မျက်နှာညီမြန်းရောင်ရမ်းတာတွေခဏခဏဖြစ်နေတဲ့သူတွေသုံးလို့ရပါတယ်နောက်ပြီးဒီ post procedure ပေါ့နော် laser တွေဖြစ်ပြီးတဲ့လူတွေဟိုမှာCO2 laser လိုမျိုးနည်းနည်းပြင်းတဲ့ဟာမျိုးလေးတွေဖြစ်ပြီးတဲ့လူတွေမှာဆိုရင်ဒါ skin barrier ကိုပြန်လည်အားဖြည့်တဲ့အနေနဲ့သုံးပေးလို့ရတယ်လို့ဒီဥယျာဉ်ပြားပြဿနာရှိတဲ့သူတွေစပင်းပြန်ပြီးတော့ပေါက်ချင်တဲ့သူတွေအတွက်လည်းသုံးပေးလို့ရမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဒီ exo nature launching event မှာဆိုရင်တော့ဒီ exo nature product အသစ်လေးအကြောင်းကိုပို့ပြီးတော့သိရမယ်လို့ညွှန်လင့်ပါတယ်